皆さんこんにちは、ダイです。ဒီနေ့မှာတော့ပထမအဆုံးစာလုပ်တဲ့ဗီဒီယိုအနေနဲ့2016ဇူလိုင်ရဲ့ N2 ဥက္ကဋ္ဌရှင်ကိုအတူတူလုပ်သွားမှာပဲဖြစ်ပါတယ်။အဲ့တော့စာအတူတူလုပ်တဲ့အခါမှာမေးခွန်းကိုဖတ်ပြီးတော့အဖြေကိုတန်းရွေးလိုက်တာမျိုးမဟုတ်ဘဲနဲ့တခြားဂေါ်ဤခန်းကြီးတွေရဲ့အဓိပ္ပာယ်တွေကိုပါတခါလေးရှာပြီးတော့မှတ်သွားပါမယ်။ဒီဗီဒီယိုထဲမှာတော့ဝတရှိကကြိုပြီးတော့ရှာထားနေတဲ့ဟာတွေကိုနှုတ်လေးနဲ့ဖွင့်ပြသွားမှာဖြစ်ပါတယ်။အဲ့တော့ရှာဖို့အချိန်မကုန်တော့ဘဲနဲ့အချိန်ခဏလေးအတွင်းမှာမိနစ်အလုံး90လောက်ရအောင်တူတူချက်ချရအောင်ညဆန်။ဒါဆိုရင်စပြီးတော့စာလုပ်ကြရအောင်။အဲ့တော့ပထမဆုံး一番အနေနဲ့会社に行って虫歯の治療を受けた。治療ဆိုတော့ကုသခြင်းပေါ့နော်ကုသခြင်းကိုလက်ခံရရှိတယ်လက်ခံနေဆိုတဲ့သဘောဒါဆိုရင်治療နဲ့သူ့ခန်းကြီးနဲ့သက်ဆိုင်တဲ့အဓိပ္ပာယ်ကိုကြည့်ကြရအောင်治療ရဲ့治အရှိရခန်းကြီးကN4လောက်ထဲကမြင်မှုတဲ့ခန်းကြီးပေါ့နော်နာအိုစုကပျောက်ကင်းနေပြန်ကောင်းနေသူ့မှာအိုဆာမာရူအိုဆာမေရူဆိုတဲ့အတန်ထွက်တွေရှိတယ်အိုဆာမေရူဆိုရင်အုတ်ချုပ်တီပေါ့နော်အိုဆာမာရူကတည်ငြိမ်လာသည်ဆိုတဲ့သဘောဒီလိုအဓိပ္ပာယ်တွေသုံးတာရှိပါတယ်နောက်ပြီးတော့ချစ်ပြောရဲ့ချစ်နောက်စုခန်းကြီးကိုစိတ်ကြည့်နိုင်ငံရေးကိုချစ်လုံခြုံစိတ်ချမှုဒီလိုမျိုးနေရာတွေမှာလည်းသုံးပါတယ်အဲတော့နိဗ္ဗာန်မှာဆိုလို့ရှိရင်ဒီခန်းကြီးလေးအားလုံးမြင်မှုနဲ့ခန်းကြီးပဲခိစုဥရှင်းပြိုင်သည်ဒါဆိုလို့ရှိရင်တခြားဟာတွေရဲ့အဓိပ္ပာယ်တွေကဘာဖြစ်မလဲအာရဆိုကလည်းရှင်းပြိုင်တာပဲနေတာကဘာလဲဒီခန်းကြီးတွေရဲ့အဓိပ္ပာယ်ကိုကြည့်ကြရအောင်အာရဆိုကလည်းပြိုင်ဆိုင်သည်ခိဆိုကလည်းပြိုင်ဆိုင်သည်ဒါဆိုရင်ခိဆိုကကြတော့အချင်းချင်းပြိုင်တာအာရဆိုကစစ်ပွဲတွေဘာတွေရှင်ပြိုင်လိုက်ခိုက်တဲ့နေရာမျိုးတွေမှာတုံတယ်နေရရကြတော့ရည်စူးချက်အရှိမသူကအချွန်ခန်းကြီးလေးပါမယ်စမ်းပါမှာဆိုလို့ရှိရင်ဟိယောဝေဖန်အကဲဖြတ်သည်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးပါတယ်အဲဆိုရင်ရုံးပန်ရဲ့ဥစမေရုဆိုတာကြောင့်ငွေပေးဆောင်တာပေါ့နော်ဒါဆိုရင်စာဒမေရုတမေရုဒီမူတူမေဒါတွေရောဘာလဲဒါတွေရဲ့အဓိပ္ပာယ်ကိုပြန်တွေ့ကြမယ်စာဒမေရုဆိုတာကအားလုံးသိပြီးသားခန်းကြီးပေါ့နော်သူကဆုံးဖြတ်တဲ့ခန်းကြီးနဲ့သူ့ကိုစာဒမေရုဆိုပြီးတော့ဒီမှာထွက်တယ်ပြီးရင်မူတူမေရုတောင်းဆိုသည်ဥစမေရုဆိုပြီးတော့အတန်ထွက်တဲ့ခန်းကြီးပုံစံကြီးအများကြီးရှိတယ်ဥစမေရုပတ်စံပေးသည်ဥစမေရုဆိုရင်လက်ဝယ်ရရှိသည်ဥစမေရုအုပ်ချုပ်သည်သူကနာကိုစုခန်းကြီးနေပေါ့နော်နောက်တစ်ခုအောက်ဆုံးကဥစမေရုကကြတော့ခန်းရှူးတွေဘာတွေမှာသုံးတယ်ရှူးနဲ့ဥစမေရုဆိုရင်ပညာရသည်ဆိုတဲ့သဘောပါပါတယ်အဲ့တော့ဥစမေရုဆိုတဲ့အတန်ထွက်တည်နဲ့ဒီခန်းကြီးရများတဲ့အတွက်ကြောင့်မလို့ဒီထဲမှာပါလေးတွေကိုအားလုံးတခြားမှတ်ထားမယ်ဆိုရင်အများကြီးကြိုးရှိပါတယ်နောက်တစ်ခုကကြတော့ဂေါဘန်ကအိုတိုတို့ညံ့တယ်ဆိုတဲ့သဘောပေါ့နော်ဒီ A ရဲ့ကုမ္ပဏီရဲ့ကုန်ပစ္စည်းတွေကတခြားကုမ္ပဏီတွေညံ့တယ်ဆိုတဲ့သဘောပြောချင်တာအိုတိုတို့ဒါဆိုရင်မာခေတို့ဟေတို့အိုချီတို့ဒါတွေရဲ့ခန်းကြီးတွေရောပြန်တွေးကြမယ်တော့မာခေတို့ရှုံးနေသည်ဒါကြတော့အားလုံး N4 လောက်တည်းကတည်ထားတဲ့ခန်းကြီးပုံစံလေးပဲပြီးအိုတိုတို့ညံ့တယ်ဆိုတာကြတော့အပေါ်မှာနေတဲ့အစိပ်ပိုင်းလေးနဲ့အောက်ကချီကားရာအစိပ်ပိုင်းလေးနဲ့ပေါ့နော်ချီကားရာရော်နေရဆိုရင်ညံ့တာပြီးဟေတို့အိုချီကကြတော့သူကတခုခုပြုတ်ကျတာတို့ drop ဖြစ်တာတို့ဒီလိုနေရာတွေမှာသုံးတာပါနောက်တစ်ပုဒ်အနေနဲ့ rokuba ခန်းခက်ဆိုဘုံရှောဝါခန်းခက်စနိခိုင်းတက်ကြတာဆိုင်ဆိုတော့ဘုံရှောဆိုတဲ့ဟိုကသူကလွယ်ကူရေးခိုင်းတာအပြင်ကစမ်းပန်ပေါ့နော်ဒါဆိုရင်အဲ့ရဲ့ခန်းကြီးလေးကိုကြည့်အောင်ဒီအချီပန်ရဲ့ခန်းကြီးလေးကတော့သူကခန်းစိတ်ပြည့်မြောက်ခြင်းပြီးခန်းဆန္ဒပြည့်စုံတော့ခန်းပခိနာပြည့်စုံတော့သူကဒီလိုနေရာတွေမှာသုံးတယ်ပေါ့နော်နောက်ထပ်ခန်းခက်ဆွရဲ့ခက်ဆွခန်းကြီးကိုဘယ်လိုနေရာမှာသုံးလဲဆိုတော့ဆဲရဲ့ခက်ဆွနာတန့်ရှင်းစင်ကြယ်တော့အဲ့ဒါမှအရှိဟာဖုခန်းကြီးအငင်းခန်းကြီးကတ်လိုက်လို့ရှိရင်ဖုခက်ဆွနာမတန့်ရှင်းမစင်ကြယ်တော့ဆိုရတဲ့ပြရပါတယ်နာနာဘန်မှာဆန်းရှောကူတာဆိုင်ဆန်းရှောဆိုတဲ့အဓိပ္ပာယ်ကသူကမြင့်ညမ်းကိုကားခိုင်းတာပေါ့နော်မြင့်ညမ်းကိုကားတည်အဲ့ဒါရဲ့ပြင်မှန်ကနိဗ္ဗာန်ဒါဆိုရင်အဲ့ဒီခန်းကြီးနှလုံးသားလည်းမြင်မှုတယ်ဒါဘာဖြစ်မလဲပြန်တွေးကြရအောင်ပေါ့နော်ဒီမှာဆိုရင်စမ်းရှောကိုကတိအဲ့စမ်းရဲ့ခန်းကြီးကအိုမာရီတို့ဖျားဝတ်ပြုတ်တီဆိုတဲ့သဘောပြီးသွားလို့ရှိရင်စမ်းရှောရဲ့ရှောလေးကသူကတေရစုအလင်းပေးတီပေါ့နော်အောက်မှာမီးခန်းကြီးလည်းပါမယ်ရှိမှဆိုလို့ရှိရင်လည်းဟိလည်းပါမယ်ဆိုတော့သူကအလင်းပေးတီဆိုတဲ့သဘောတေရစုပြီးသွားရင်တေတယ်တို့ဆိုပြီးတော့သုံးတယ်အဲ့ဒါရှက်ကိုဖြစ်တာပေါ့နော်အန်ဝမ်လောက်မှာသုံးမဲ့ဟာလို့ထင်ပါတယ်နောက်ပြီးတော့နံပါတ်1ကခန်းကြီးလေးဖြစ်တယ်ဒီမှာစမ်းစိတ်ထောက်ခံသည်ပေါ့နော်ပြီးရင်သူ့ကိုတခြားအငင်းခန်းကြီးနဲ့စမ်းပိဆိုပြီးတော့သဘောတူမတူအဲ့လိုဟာတွေမှလည်းသုံးပါတယ်အဲ့ဒါလည်းဥက္ကဋ္ဌရှင်တွေမှာမေးဖို့ရမြေကုန်ရှိပါတယ်
ပြီးတော့ရုံးပံမှာရေးထားတဲ့ခန်းကြီးနှလုံးပေါ့နော်အဲ့ခန်းကြီးနှလုံးကိုကြတော့အနောက်ကခန်းကြီးတစ်လုံးနဲ့တွဲပြီးတော့စန်းခိုးလျှော်ကိုကစာအုပ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးပါတယ်အဲ့တော့ဟာချိပန်မှာရှိတဲ့ခုခေတ်သိရှိမှတ်တာပြင်မှန်ကအချိပန်အဲ့အချိပန်ခန်းကြီးကိုဘယ်လိုနေရာမှာသုံးသေးလဲဆိုတော့အလောကြီးဒီပြရခတ်တီဆိုတဲ့သဘောတွေမှာသုံးပါတယ်ဒါဆိုရင်တခြားနိဗ္ဗာန်တို့စမ်းပန်တို့ရုံးပန်တို့ကရောဘယ်လိုနေရာတွေမှာသုံးလဲဘာခန်းကြီးတွေပေါ့နော်ဒီခန်းကြီးအားလုံးကလည်းမြေဘူးပိသားခန်းကြီးဖြစ်တယ်ဒါဆိုရင်ပြန်တွေးကြရအောင်တော့နိဗ္ဗာန်ခန်းကြီးလေးကကြတော့သူကရခေတို့ပေါ့နော်လောင်ကျွမ်းဒီသဘောရခုဆိုရင်ကင်လာလို့အသားကင်ကြီးပါတယ်ကင်စားရရခုမီးကင်ဒီပြီးရင်စမ်းပန်ခန်းကြီးကနေစွအဖျားပေါ့နော်သူ့ကိုခူအိုင်းခန်းကြီးနဲ့ပေါင်းရင်ခါနေစွအပူပေးဒီပြီးရင်ဂျောနေစွဆရာထက်တန်တာနဲ့ရှင်တာဆရာထက်တန်တာဒါမျိုးတွေမှာသုံးပါတယ်ရုံးပန်ခန်းကြီးလေးကကြတော့ခင်မှုရီမီကိုပေါ့နော်ဒါဆိုရင် Q ဘန်ရဲ့ရှော့ကျော်ယောဂလက္ခဏာရဲ့ခန်းကြီးရာစမ်းပန်အဲ့ဒါဆိုရင်သူ့ဘလိုထပ်ပြီးတော့တွဲပြီးတော့သုံးသေးလဲဆိုတော့ရှော့ကျော်ပြီးရင်ဂျောကျော်အခြေအနေပေါ့နော်ဂျောကျော်မှာဂျောအနေနဲ့သုံးတယ်ပြီးရင်ရှော့ကျော်ဆိုတဲ့ဂုဏ်ပြုလက်မှတ်ရှော့ကျော်ရဲ့ရှော့လေးဟာရှော့ဟင်းနေပါရဲ့ဒီစုပစ္စည်းပါရဲ့ရှော့ပေါ့နော်ပြီးသွားလို့ရှိရင်သူ့ရဲ့ဂျောကျော်ကိုနောက်ကကျော်ခန်းကြီးလေးရဲ့တလုံးနဲ့အဓိပ္ပာယ်ကမရှိတဲ့condition ဆိုတဲ့သဘောပါပြီးအဲ့ဒီ condition မရှိတဲ့ဆိုတဲ့ခန်းကြီးလေးကိုဘယ်လိုသုံးလဲဆိုတော့ခိုးကျော်ဆိုရင်စီးပွားရေးအခြေအနေကောင်းတာဖုတ်ကျော်ဆိုရင်စီးပွားရေးအခြေအနေမကောင်းတာပေါ့နော်ပြီးနောက်ဆုံးကဒီ king ကျော်ဆိုရင်ဒါအခုလက်တလောအခြေအနေလို့ပြောချင်တာပါဒါဆိုရင်အချိပန်နဲ့နိဗ္ဗာန်မှာရှေ့ဆုံးမှာရေးထားတဲ့ခန်းကြီးလေးရောဘာအဓိပ္ပာယ်လဲဆိုတော့သူ့ရဲ့အဓိပ္ပာယ်ကခိုးလျှောပေါ့နော်အားလုံးအမြဲတမ်းကြားနေရတဲ့စကားပဲခိုးလျှောပျက်စီးသည်အဲ့ဒါကိုဒီလိုခန်းကြီးလေးနှလုံးနဲ့တွဲပြီးရေးပါရဲ့ဒီခန်းကြီးလေးကိုနောက်မှထားပြီးတော့ရှောခိုးလျှောဆိုပြီးရေးရဲပြီးသူ့ကိုရှောကိုင်းထိခိုက်တဲ့ရှောကိုင်းရှာဆိုရင်မတန်ဆွမ်းတဲ့သူဆိုပြီးရောအဲ့လိုအဓိပ္ပာယ်နဲ့လည်းသုံးပါတယ်ဒါဆိုရင်စမ်းပန်နဲ့ဒီအချိပန်ရေပေါ့နော်နောက်ဆုံးကခန်းကြီးလေးရောဘာလဲဆိုတော့သူကသူ့ကိုတလုံးနဲ့သုံးမယ်ဆိုလို့ရှိရင်နာဆခဲတနာကျင်တာတဲ့စိတ်ပေါ့နော်နာဆခဲဘူကိုင်းဆိုလို့ရှိရင်ဥမာတနာကျင်တာတဲ့စိတ်အရင်ကရုဏာတတော်ဆိုတဲ့သဘောပေါ့နော်ဒါဆိုလို့ရှိရင်ဂျူးပန်ရဲ့ခိုခိုရိုယောကုအိုဂျီတက်ခူရတာအိုဂျီယူဆိုတာကကြတော့လက်ရော်တွေတုတ်ပြန်သည်ဆိုတဲ့သဘောပေါ့နော်ခိုခိုရိုယောကုခန်းကြီးဟာနိပန်ဒါဆိုရင်တခြားနံပါတ်1ရဲ့ခန်းကြီးတွေရောဘာတွေဖြစ်မလဲအချိပန်ရဲ့ခန်းကြီးလေးဟာခိဘိုးဆိုတဲ့ဘိုးနဲ့တွေ့တဲ့နော်ပေါ့နော်သူ့ရဲ့ဘိုးရဲ့တလုံးနဲ့အဓိပ္ပာယ်ကြတော့နော်ဆိုမှုပြီးသွားရင်စမ်းပန်ကဥရမဥလေးစားသည်ဆိုတဲ့သဘောရုံးပန်ကကြတော့ရော်ရောခုပုပျော်ရွှင်သည်ဆိုတဲ့သဘောနဲ့သုံးပါရဲ့ဥရမဥခန်းကြီးကိုစွန်ခဲကောတို့စွန်ခဲရဲ့ခဲတို့ပြီးတော့ခဲကောဒါတွေရဲ့ဒီသုံးတဲ့ခန်းကြီးဖြစ်ပါတယ်ပေါ့နော်ပြီးတော့ရော်ရောခုပုခန်းကြီးကိုကြတော့ခိကေခိဆိုပြီးတော့ဟာတာပြဆက်အနေနဲ့လည်းသုံးပါရဲ့အဲ့ရောစာလုပ်တာမွန်းတိုင်းအချင်းနဲ့နေနှစ်ခုပြီးသွားပါပြီပေါ့နော်နှစ်ခုရဲ့ပြီးသွားရင်ဆိုပေမဲ့ခန်းချင်းနဲ့ကိုဤစုစုပေါင်းအလုံး58လုံးအလုံး50ကျော်ကိုမှတ်ပြီးသွားပါပြီဒီနီလန်းလေးကတရှိအန်တူးမှာစာလုပ်ခဲ့တဲ့နီလန်းလေးဖြစ်ပါတယ်မွန်းတိုင်းအချင်းနဲ့နေနှစ်ခုတွေနေတော့မှာပဲကိုတိုဘာဒီအလုံး50ကျော်လောက်မှတ်ပြီးသွားတဲ့အတွက်ကြောင့်မို့ဥက္ကဋ္ဌရှင်တစ်စုံလုံးကိုလုပ်ပြီးရဲ့အခါမှာပို့ပြီးတော့အများကြီး brand shoe လုပ်တယ်လို့ဖြစ်ပါတယ်ဒီဗီဒီယိုလေးရဆိုလို့ရှိရင်ဆန်းဆဲတယောက်ကနေပြီးတော့စာရှင်းပြတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့တယောက်တည်းစာလုပ်ရပြည့်တဲ့သူတွေအတွက်တကယ်ချင်းနှစ်ယောက်အတူတူစာလုပ်ရင်းနဲ့မသိရတွေကိုရှာပြီးတော့အတူတူကြကြတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့တယောက်တည်းစာလုပ်ရပြည့်တဲ့သူတွေအတွက်ပို့ပြီးတော့တင့်တော်မယ်လို့ထင်ပါတယ်။ဝတရှိကလည်းအခုမှဂျပန်စာလေ့လာနေစေကျောင်းသားတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုထဲမှာတခုခုမှားပြီးတော့ပြောမိရပဲဖြစ်ဖြစ်မှားပြီးတော့ note တွေမှာမှတ်ထားမိရပဲဖြစ်ဖြစ်ရှိခဲ့လို့ရှိရင်皆さんတို့အားလုံးကိုကြိုပြီးတော့တောင်းပန်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်皆さんတို့အားလုံးကျေးဇူးများတင်ပါတယ်。ありがとうございました。またね。